ခါကတောကြီးတစ်ခုတွင်ချင်းသေးကြီးတစ်ကောင်ရှိလေသည်တနေ့၌ချင်းသေးကြီးအိမ်မော်ကြနေစဉ်လိတ်တစ်ကောင်သည်ချင်းသေးကြီးအနားသို့ရောက်ရှိလာသည်ချင်းသေးကြီးသည်မျက်လုံးဖွင့်ကြည့်၍ဟာစားရကန်ကြုံလို့မုတ်စိတ်ပြဆွဲတာပဲဟုဆိုကာလိတ်ကိုဖမ်း၍စားမိပြုသည်ထိုအခါလိတ်ကအချင်းရှင်သေးကြီးကျွန်ုပ်ကိုမစားပါနဲ့ဟုဆိုသည်ချင်းသေးကမင်းကိုဘာလို့မစားရမှာလဲပြောစမ်းမအောင်ငါဟာတိတ်ဆန်တွေရဲ့သခင်ဘယင်ကြီးဖြစ်တယ်ငါဖြစ်ချင်တာအကုန်ဖြစ်တယ်ဟုဆိုသည်လိတ်ကအတင်ဟာကျွန်ုပ်ကိုကုန်းပေါ်မှာဖမ်းယူတက်ဖြတ်စားတောက်နိုင်ပေမဲ့ရေထဲမှာတော့ကျွန်ုပ်ကိုစားဖို့နေနေတာဖမ်းလို့တော့မရပါဘူးကျွန်ုပ်ရေကူးနိုင်တယ်ဟုဆိုသည်ချင်းသေးကြီးကလည်းအားကြမခံငါလည်းရေကူးနိုင်တာပဲကွဟုပြန်ပြောသည်ထိုအခါလိတ်ကဒါဖြစ်ကျွန်ုပ်တို့ရေကူးပြိုင်ကြရအောင်လားသင်ကျွန်ုပ်လိုရေကူးနိုင်ရင်ကျွန်ုပ်ကိုစားပါဒါမှမဟုတ်ပဲကျွန်ုပ်ရေကူးနိုင်တယ်လို့သင်ရေမကူးနိုင်ဘူးဆိုရင်တော့ကျွန်ုပ်ကိုလွှတ်ပြီးသင်ထွက်ခွာသွားပါဟုပြောသည်ချင်းသေးကြီးလည်းကောင်းပြီဟုသဘောတူကာသူတို့နှစ်ဦးပြိုင်ပွဲစတင်ရန်ရေအိုင်ကြီးစီသို့ရောက်ရှိလာကြလေသည်သူတို့နှစ်ဦးရေအိုင်ကြီးသို့ရောက်ရှိသောရှင်သေးသည်ဆာလောင်မွတ်တဲ့၍ရေကိုတောက်လေသည်ထိုချိန်တွင်လိတ်ကြီးကသူ့မိတ်ဆွေလိတ်တကောင်အားငါရှင်သေးကြီးနဲ့ရေကူးပြန်ကြမယ်ငါရှုံးလျင်သူကငါ့ကိုစားလိမ့်မယ်မင်းငါ့ကိုကူညီပါဟုပြောဆိုကာကူညီတောင်းခံလေသည်ထို့သူဖြစ်နောက်ဆုံးတွင်လိတ်နှစ်ကောင်သည်အကြံစီတစ်ခုကိုကြံစီစိတ်ကူးမိကြလေသည်ထို့နောက်သူတို့နှစ်ကောင်သည်အနီရောင်ပန်းနှစ်ပွင့်ကိုရှာဖွေသည်ပန်းများကိုကိုစီနှုတ်သည်ဖြင့်ကိုက်ရှိ၍တကောင်ကရေအိုင်းတစ်ဖက်တွင်နေပြီးတကောင်ကအခြားစွန်းတစ်ဖက်တွင်နေလေသည်ထို့နောက်ပထမလိတ်သည်ချင်းသေးကြီးနှင့်စတင်ရေကူးပြိုင်လေသည်ချင်းသေးကြီးသည်ရေကူးလျင်မြန်လာသည်သို့သောသူသည်ရေအိုင်ဆက်သို့ရောက်သောဒုတိယလိတ်ကရေထဲမှခေါင်းကိုဖော်၍ကျွန်ုပ်ဒီမှာဟုဆိုသည်သူပါဇက်တွင်ပန်းပွင့်အနီကိုကိုက်ထားသည်ရှင်သေးကြီးသည်နောက်လိတ်တကောင်ဟုမထင်ပေပထမလိတ်ကသူ့ရှိသို့ရောက်နေသည်ဟုထင်မှတ်သွားလေသည်ရှင်သေးကြီးလည်းရေအိုင်ကိုဖျက်၍ကူးပြန်လေသည်သူသည်ရေအိုင်တစ်ဖက်သို့ရောက်သောရေအိုင်ဆက်ရေထဲတွင်အသင့်ရှိနေသောပထမလိတ်ကရေထဲမှခေါင်းကိုဖော်၍ကျွန်ုပ်ဒီမှာရောက်နေပြီဟုဆိုသည်သူပါဇက်ထဲတွင်လည်းပန်းနီကလေးကိုကိုက်ထားသည်ရှင်သေးကြီးကနောက်တကြောပြန်ကူးလေသည်အိုင်တစ်ဖက်သို့ရောက်သောအသင့်ရှိနေသောဒုတိယလိတ်ကဒီမှာရောက်နေပြီလေဟုဆိုသည်သူပါဇက်တွင်လည်းပန်းနီတစ်ဝက်ကိုက်ထားသည်ထို့သူဖြင့်ရှင်သေးကြီးသည်ရေအိုင်ထဲတွင်ကူးကြည်တန်းကြီးဖြင့်မောပန်း၍လာလေသည်ဒေါသလည်းထွက်လာလေသည်သူသည်လိတ်အားလက်မြောက်ချုံပေးကသူကတိစကားတိုင်းအဝေးသို့ထွက်ခွာသွားလေသည်လိတ်နှစ်ကောင်လည်းရေမောကရေအိုင်ကြီးအောက်သို့ထိုးငုပ်သွားကြလေသည်ရှင်သေးကြီးသည်လိတ်များရှိရာရေအိုင်ကြီးသို့လုံးဝပြတ်မလာတော့ကြ